မင်းလည်းနားမလဲဘူး ဘာလို့တော့ကနား ပြောင်း မင်းအောင်နားလေလို့လားကဲ လုံကလေး ဟမ် သင်ဖယ်လိုက် ဖဲလိုက်မယ် ငါတော့ပဲကြော်အိုက်ပန်ရှိ ခေါ်လိုက်ပါ ဒီကောင်ခေါ်လိုက်အိုက်ပဲကောင်ကြောချလိုက်အောင်မ ဟို ဒီကောင် အဲ့ပံကိုခေါ်တာမဟုတ်ဘာလို့ခေါ်တာခမရကိုကျွန်တော်ခိုင်းတာအလဲငါကြောသားရွှေမဥတင်မောင်လို့ဆိုလို့ပြောတာ ဒီမှာမင်းကအတန်ရဲ့သဘောတရားအတိတ်အနက်အထားကိုမင်းနားမလဲသေးဘူးအဲ့တော့မင်းကအတန်ရဲ့အကြောင်းလေးကိုရုပ်ပတ်ဆိုင်အောင်မင်းနားလေအောင်ငါရှင်းပြမယ် လှုပ်စမ်း အတန်ရဲ့သဘောတရားအတန်ရဲ့သဘောတရား လှုပ်စမ်း ဒီမှာအဲ့ပဲအဲ့ပဲ ဟဲ့ဘောကအခုမှအသေးပေါက်ပြီးပြေးလာတာ ဒီမှာ ဘာတော့ ဒီကောင်အတန်ရဲ့သဘောတရားတွေဒီကောင်နားမလဲအတန်ရဲ့သဘောတရားတွေနားမလဲလို့ ဟုတ်ကဲ့ ဒီမှာမင်းကငါရှင်းပြတယ် ဘယ်လိုရှင်းပြ ပြောပြရစမ်းဒီကောင်နားလေအောင်ပြောပဲဒီမှာကြည့်အရှင်လေးနဲ့အရင်ပြမယ်အရှင်နဲ့ဟာရှာ အော်ရှားတာတွေပေါ်တာတွေမပြောနဲ့လူရင်းကိုပြောငါမင်းကိုမရိုက်ချင်ဘူးလူရင်းပြော သေချာကြည့်ခါ ဟုတ်ပြီ အတန်ရဲ့သဘောတရားနော်မြင်လို့အောင်ပြဟာရှာ ရှားတာတွေပေါ်တာတွေမပြောနဲ့လူရင်းပြောလို့ အတန်ရဲ့သဘောတရားလို့ပြောနေ တေချာပြောနေကွာ မင်းသေချာနားတော့မင်းမ မချစ်တော့ ဘာဘာချစ်တော့သေချာကြည့်ရှာပါ ဟုတ်တော့ပေါ် လူသားလုံးကိုလေးစားတယ်ဗျာ ငါပြလို့ခွေးစားတယ်ဗျာ ခရိုင် ဘာဖြစ်တော့ ခရိုင် ဘာဖြစ်လဲကွာ ခရိုင်တပုနဲ့လဲပြီဗျာ လဲပြီးပါတယ်ကွာ ခရတွေတပူးတွေလဲခိုင်းနေတော့ငါလွတ်ချင်တာအလဲငါကြောသားရွှေမဥတင်မောင် မင်းကအတန်ရဲ့သဘောတရားတွေမင်းနားလေအောင်သဘောပေါက်အောင်ရှင်းပြအဲ့တော့ဖိုးတန်မတန်တဲ့ဒါမျိုးရှိအဲ့တော့ကျော်ဟင်းရဲ့ခင်သန်းတို့ရဲ့သမီးသားနှစ်ယောက်ချင်းတွေ့တဲ့ဇဝံကန်းငါလုပ်ပြဟေးဟိုကျော်ဟင်းရဲ့ခင်သန်းတို့ရဲ့သမီးသား ဟုတ်ပြီ အဲ့မှာတယောက်နဲ့တယောက်ချင်းတွေ့ ချိန်တွေ့တော့ ချင်းတွေ့တော့ကျော်ဟင်းကအရင်ရောက်နေတယ် ရောင်းနေတော့ ခင်သန်းတို့ကနောက်ကျတယ် နောက်ကြပြီ အဲ့တော့ကျော်ဟင်းကစောင်းရင်းနဲ့ချစ်သူရောက်မလာတော့ဒေါသထွက် ဟုတ်ပြီ အဲ့တော့ဒေါသထွက်ရင်နဲ့ကောင်မလေးကရောက်လာတော့ဟဲ့ငကျော်နင်ဘာဖြစ်တာလဲလို့မေးလိုက်တော့ကျော်ရင်ကဒေါသထွက်နဲ့ကိုချစ်သူပြန်ပြောတဲ့စကားအကယ်ဒမီရှော့ ဟုတ်ပြီ အဲ့တော့ကဲလို့ငါကျော်ရင်အတန်လုံးမှာဆိုတော့မင်းကကျော်ရင်ရဲ့ဒီဇိုင်းဘာညာကာလာအနေထားနဲ့မင်းကကျော်ရင်ရဲ့အရှင်နဲ့မင်းကဘေးက